မြတ်စွာဘုရားရဲ့အဆုံးအမစကားအရဣတရဏဂုံတည်ပြီး၅ပါးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပယ်မလားဘူးဆိုတာတတိချတာမှပဲဘုရားဘာသာဖြစ်ရတဲ့နဲ့အပယ်လားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြီးပြန်လို့နော်မပြီးပြန်ဘူးဆိုတာကြည့်လေဘုရားကိုးကွယ်တဲ့ဒီဘုရားလေးကစီးပွားတက်တယ်ဆိုပြီးကိုးကွယ်တာဒါမပြီးပြန်ဘူးလို့ခေါ်တယ်လိုက်ရလို့ကိုးကွယ်တာမျိုးဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြင်းပြင်းဆိုတာဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့ကိုးဝေတာဒီလိုဆိုလို့မြတ်စွာဘုရားခုံတော်တွေကိုရည်စူးပြီးတော့ကြောက်လို့ကိုးဝေတာလည်းမဟုတ်ဘူးမျိုးရိုးအစဉ်လာမှုကိုးဝေတာလည်းမဟုတ်ဘူးဘုရားရဲ့ခုံကိုတိပြီးတော့ကိုးဝေလက်လာပါမျောပြီးတော့ကိုးဝေတာလည်းမဟုတ်ဘူးလူတွေနတ်ကိုးဝေတဲ့လူတွေလောက်တာရှိတယ်ကိုစားတဲ့အစာလေးနတ်ကိုအရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဘယ်တော့လာစားလဲမသိရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတာဝဲပြီးတော့တင်ထားပြီးတော့အခုလို့ဆက်တရလို့ရှင်ကြီးကမတော်မူပါဘာလို့ချင်လဲစီးပွားလေးအောင်မြင်အောင်မဆပေးပါလောက်တာတော့ကိုယ့်ဟာကိုယ်လောက်တာသွားကျေးဇူးတင်တာတလွဲသွားကျေးဇူးတင်အရှင်ကြီးမပါဆိုပြီးတော့အိတ်နေပေါ့သူမလေးပေါ့နော်သူမလေးတကယ်မှမယ်ဆိုရင်အသာအိတ်နေအပင်မခံမနေနဲ့လက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအိတ်တန်နေအလုံးမလုံးလို့ကတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်မှပဲနော်လက်တွေထဲမှာတကူကြီးတယ်လို့ဆိုတဲ့တရားမင်းကြီးကတောင်မလုပ်ရင်ဘာမရဘူးလို့ပြောတာသူပြောတဲ့စကားပေါ့သူသားနှစ်ယောက်ရှိတယ်သူဝိဒနဲ့ဇယန္တတရားမင်းရဲ့သားတွေရှိတယ်သူပြောတဲ့စကားလေးကိုနားထောင်ကြည့်အနုဋ္ဌဟံအဝါယမံယတ္တရဒုက္ခံဒိကိစ္စတိသူဝေရတထကိစ္ဆာဟိမင်္စတထေဝပပယတဲ့သူပြောတာရှင်းရှင်းလေးအနုဋ္ဌဟံဆိုတာတက်တွက်ကြမလုပ်ဖဲနဲ့အဝါယမံမကြိုးစားပဲနဲ့နော်မကြိုးစားပဲနဲ့ဒုက္ခံယတ္တရာဒိကိစ္စတိချမ်းသာရနိုင်တဲ့နေရာရှိတယ်ဆိုရင်တဲ့သူဝိရတထကိစ္ဆာဟိမင်းအဲ့ဒီအရက်သွားနေတဲ့မင်္စတထေဝပပယငါ့ကိုလည်းခေါ်သွားပါတဲ့အဲ့ဒီရှင်းရှင်းလေးရဲ့သူပြောတာသူဝိရမလုတ်ဖဲမကင်မဲနဲ့ချမ်းသာဒုက္ခရတယ်ဆိုတဲ့နေရာရှိလို့ရှင်မင်းအဲ့ဒီနေရာသွားနေတဲ့ငါကိုလည်းအဲ့ဒီရောက်အောင်ပို့ပေးတဲ့ဘယ်နည်းမှမရှိဘူးဒါနော်အလုံးမလုံးပဲနဲ့မကြိုးစားပဲနဲ့ရတယ်ဆိုတာတခုမှမရှိဘူးလောက်ရမယ်ကြိုးစားအဲ့ဒီလိုလောက်ရမယ်ဆိုတဲ့ဝိရိယရဲ့အကျိုးကျေးဇူးတကိုးကြီးတဲ့လူတွေကတရားမင်းတို့အဆင့်ကိုးကွယ်တာတော့မဟုတ်ဘူးနော်လူဝင်ပူးတဲ့နတ်ဆိုတာတရားမင်းအဆင့်မရှိဘူးပေါ့ဘာလို့လဲဆိုလူရဲ့အနံ့ကတိဝစနာလောက်ကနံတယ်လို့ပြောတာပဲဟုတ်ကောင်းဟုတ်လိမ့်မယ်တိရစ္ဆာန်နဲ့သွားရင်တော်တော်နံတာတိရစ္ဆာန်ရဲ့အနံ့မခံနိုင်ဘူးနတ်တွေကလည်းလူပြေလာလို့ရှိရင်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့လူတွေကသာမှုေးနေကြတာကိုယ့်အကောဟောမခံနိုင်ဘူးမခံနိုင်လို့နှာခေါင်းပိတ်လာကြလူတွေအိပ်ပြီဆိုမှညမှလာတာတဲ့အဲ့ဒါအကြောင်းပဲညတကောင်ကြမှာလူတွေအိပ်သွားပြီဆိုတဲ့အချိန်လေးမှာတိတ်လာကြတာဖျားစီအဲ့ဒါလူနတ်မခံနိုင်လို့ပဲအထက်နတ်ကခဏခဏဝင်ပူးနေရင်တော့လူနာနတ်ပဲဖြစ်မှာအဲ့ဒါတော့လူနတ်ခံနိုင်တဲ့နတ်ဖြစ်အဲ့ဒီမှာလူနတ်မခံနိုင်တဲ့တရားမင်းတို့လိုအမတမတကူကြီးတဲ့နတ်တွေကတော့အလုံးလုံးရမယ်လို့သူသားကိုပြောတာမင်းမလုပ်ဖ ೇನೆ ချမ်းသာဒုက္ခဆိုမရဘူး